မနေ့ကရှိအောင်လေ အားလုံးမင်္ဂလာပါ တောင်ကြီးပြန်တော့လေ ကျွန်တော်လက်လင်းတဲ့အထက်မှာကျွန်တော်နိုင်ငံအတွက် လူကားတာဒီလမ်းကျော် ကျွန်တော်နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ ပြင်လာ ကျွန် ခွ တော် င့်ရလိုက်တယ်ပေါ့နော် ဒီမြေတူးတဲ့ဒီဘတ်ဖိုးတွေ စကားကြုံ နောက်ဆက်ပစ္စည်းတွေပေါ့နော် မိခါကျတော့ဖုံဖုံ ဒီကြပစ္စည်းရဲ့နေရာမှာသုံးဆွဲဖို့အတွက်ကို သူက300ကျောင်း စခိုင်းမန္တလေး နှစ်တောင်ရှိ ဒီပြည်ကျော် အော်ရွှေအောင်ပြောလို့ကျောင်းအထိရွှေအောင်ပေါ့နော်ဟို စက်တွေကိုအခမဲ့ငှားရမ်းဖို့အတွက်ကျွန်တော်တင်ပေးပါမယ်နော် ဆိုးတယ်တဲ့ အခုတော့ကျန်တဲ့ဆက်ပစ္စည်းရှိတဲ့လူတွေကလည်း ဒါကတောင်ကြီးမျိုးကနေဝင်တဲ့အဝင်လမ်းလေးပေါ့နော်ဒီမှာဒီလမ်းကတော်တော်အခြေအနေဆိုးနေပြီ ဒုက္ခရောက်နေတဲ့အချိန်မှာငွေကြီးကိုအဓိကမထားဘဲနဲ့ 10လောက်ကဘဖိုးလေးတစ်စီးရလာ ကူညီပေးတာကိုလည်း လမ်းလေးဖောက်ပေးထားလို့ပေါ့နော် သူပဲကျေးဇူးတင်ပါတယ် လုံးဝဒီလမ်းတော့မရှိ ဆို ဘူး တဲ့တင်းတွေ ရွှေအောင်တော့လည်းအောက်ဖု အ တ် မား တောင် ကြီးတက်နေရတယ်တိုက်လုံးဖြုံရင်တင်900 3000တင်းအမားကြီးတက်နေရတယ်မဟုတ်ပါဘူး ပြီးရင်ဆင်းဆင်းချင်းသားမှာပဲ အားလုံး ကြီးကြီးထည့်ရမယ် ဒီ ပေါ့ ပို့လေးကိုပြန်ရှဲပေးကြပါ လို့ လို့ ထ ဒီ ည့် ပုံ နိုင် ပေါ် ရင်လမ်း လေး နဲ့ဘဲလမ်းနဲ့ ကော နေရ င်း ပေါ့ ပါ နော် တော့ ကောင်းအောင်မယ်ပုံလေးရွှေအောင်မြင်